fish. Deer. Yeah, dear. Yeah. No deer. Oh, it's deer. Look, it's a deer. Wow. Deer, my mother, my little, my malua. Oh. Deer, my little. Do you know the color that? What color is that? Blue, the white, and the yellow. Okay, this one. Which color do you like? What color is that? Wait, Gray. Oh, good job. wait on my mouth. What color do you like? I want the pink. You want pink? Do you like pink? Yeah. Oh. ဒီလိုမျိုးเนาะကလေးတွေသူတို့ပတ်တာတည်ယူဖို့เนาะသူတို့ကိုပဲလဲဖုံးလေးပကြည့်ဖုံးကြည့်ရေပေါ့เนาะဒီeducation ပပြောမယ်ပညာရေးနဲ့ပတ်သက်တဲ့ပစ္စည်းတွေဘဒူတို့ပကြည့်ဥပမာဆိုကလေးငယ်ငယ်ဒီလိုမျိုးသူတို့ကလေးတွေဆိုတစ်နှစ်ဆိုရင်ဒီအယောင်လေးတွေသူတို့ရွေးတင်ပေးပေါ့เนาะမမကလေးဆိုနေအဲ့လိုပဲမမတင်ပေးတယ်အမှသူတို့ကဒီဗီဒီယိုထဲမှာကြည့်ပြီးတော့အပြင်မှာလဲကိုကနည်းနည်းနဲ့ပသူကိုပြောဗလဲစပီကင်မော်နော်အဲ့လိုမျိုးနည်းနည်းပြရှင်ပြောပေးရဆိုသူတို့လဲlistening ကသူတို့အတွက်အဆင်ပြေလာမှာပေါ့နော် What is that baby It's a heart. It's hot Oh what color is hot It's red. Oh ဒီမှာဆိုသူကပြောအင်္ဂလိပ်စကားသူကပြောတတ်တယ်ပေါ့နော်ဒီတရားသူကဆိုရင်မနဲ့အဲ့လိုမျိုးအပြာလှမ်းပြောကြတော့เนาะကိုကမတက်ဘူးမေတို့မတက်ဘူးဆိုရင်ဘာမှဖြစ်ဘူးအဲ့လိုမျိုးကလေးတွေနည်းနည်းပါပေါ့เนาะပြောလိုက်မီနီတို့ပါတော့ပေါ့เนาะဒီမှာဆိုရင် pencil ဆိုရင် color တို့ပါတယ်မေတို့9မျိုး10မျိုးတော့တတ်ပေါ့เนาะတချို့မေဆိုရင်တတ်မယ်ဒီလိုမျိုး flag cat တွေကလေးတွေဝယ်ပေးဒီမှာဆိုရင်သူတို့ကပြောမှာပေါ့နော်ဒါကပါလဲဆိုရင်တမီလေးရေးဒါကအင်္ဂလိပ်လိုလည်းပြောလို့ရတယ်ထိုင်းလိုလည်းပြောလို့ရတယ်မြန်မာလိုလည်းပြောလို့ရတယ်ပေါ့နော်ဒါဆိုရင်ငှက်လေးဖြစ်တဲ့အဲ့လိုမျိုးကလေးကိုပြောပြနော်ငှက်ဆိုရင်အင်္ဂလိပ်လို bird ထိုင်းလိုဆိုရင် no အဲ့လိုမျိုးပေါ့နော်အဲ့မှာဆိုရင်အင်္ဂလိပ်လိုဆိုရင်ပါလဲအင်္ဂလိပ်လိုပြောမြန်မာလိုပြောပြဥပမာဆိုရင်ပါအယောင်လဲWhat color is that အဲ့လိုမျိုးပေါ့နော်ဒီမှာဆိုရင်ဘယ်နှခုရှိလဲအဲ့လိုမျိုးကလေးတွေကိုစတင်ပေးပေါ့နော်မေတို့နော်ဒါကမလောက်နေတဲ့အနည်းပေါ့နော်ဒီဘက်မှာဆိုရင်အခါပါလေအယောင်လေးဆိုဒီမှာဒီအယောင်လေးသူတို့မေးလို့ရဒီအယောင်လေးမေးလို့ရဒီအယောင်လေးမေးလို့ရတယ်ပေါ့နော်အဲ့လိုမျိုးကလေးတွေတစ်ခုပစ္စည်းတစ်ခုတည်းနဲ့ကလေးတွေအများကြီးတင်ယူလို့ရတယ်လို့မမေတို့ကိုပြောချင်တာပေါ့နော်မမတုံးနေကြနီးပေါ့နော်ဒီလိုမျိုး flag cat ဆိုလဲမရဲ့ဒီprofile ထဲမှာဝင်ကြည့်တော်လို့ရနော်ရှိတယ်မေတို့ပေါ့နော်ကလေး